ကောဇာတက္ကရာ1389ခုနှစ်ပြာသူလာဆန်း8ရက်2016ခုနှစ်ဇန်နဝါရီလ18ရက်မန္တလေးတိုင်းဒေသကြီးပြည်ဦးလွင်ခရိုင်မရယာမြို့နယ်ရေနသာအုပ်စုဆယ်တော်လမ်းခွဲတစ်ထုတ်လုပ်ရေးကွင်းဓမ္မမန္တအတွင်းဆင်ကျင်းပပြုလုပ်အပ်သည့်အထူးဓမ္မသဘင်ခန္ဓာ၌မရယာမြို့နယ်ရေနသာအုပ်စုဆယ်တော်လမ်းခွဲနေဥကြည်ဆန်းတော်လည်းဦးမိသားစုတို့၏အမတဒါနဓမ္မဒါနဖြစ်ဖြင့်ဟောကြားအပ်တော်မေတ္တာသက်ဝင်ချစ်ခင်ခြင်းအကြောင်းတရားဒေသနာတော်ဒီကနေ့ညတော်သဘင်ခန္ဓာကိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဖျား၏မဟာကရုဏာကုံကိုအာယုံပြုကာတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပ္ပကောတိဟိပိယပမေယံကာလံကရုဏောတိဒုက္ခရာနိခေရံကတောလောကဟိတယနာထောနမောမာကရုဏိကတတတယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလူလာတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘယ်မေယံရေတွေတိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရာနိဥ္စာအသက်ချေလဲအင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနီဆွန်ခြင်းကြီးဟုချက်တိထဝေငါးသွဲအစုအလုံးခဲရင်တော်မူရောကိုကရွန်တော်ဖျားဖြစ်ရန်ဤတန်ကြိုးကုတ်အာထုတော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလည်းရဲ့နှလုံးစိတ်ဝံကိုရောဤပေမှန်ခြင်းတို့ကတောဝဒနာကျိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလိပြီမဟာကရုဏီကတတတဝါများရင်ဝဲသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာတသဝိနည်းများစွာတတဝါဤချမ်းသာစီးပွားလူလာတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြောင်းမှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းမေတ္တာသက်ဝင်ချစ်ခင်ခြင်းမေတ္တာဆိုတဲ့စကားလုံးကိုဓမ္မလူမျိုးတွေဟာမိမိတို့ရဲ့ဘာသာစကားအသွင်အသုံးပြုပြီးတော့နေကြတယ်သို့တော့မေတ္တာဆိုတဲ့စကားလုံးရဲ့အ내အဓိပ္ပာယ်ကိုလူတိုင်းသိချင်မှသိမယ်မေတ္တာဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကဘာလို့ဆိုရင်မိတ္တတဧတာမေတ္တာမိတ်ဆွေရဲ့စိတ်ဓာတ်မိတ်ဆွေရဲ့စိတ်နေသဘောထားကိုမေတ္တာလို့ခေါ်လူတိုင်းဟာမိတ်ဆွေတွေရှိကြတော့မိမိတို့မိတ်ဆွေတွေပေါ်မှာစိတ်နေသဘောထားဘယ်လိုထားသလဲဆိုတာသိရှိနိုင်ကြပေါ့မိတ်ဆွေရဲ့သဘောထားဆိုတာထိုမိတ်ဆွေနဲ့တွေ့ခြင်းနဲ့ဆုံခြင်းနဲ့တွေ့ရရင်ဆုံရရင်ဝမ်းသာတယ်ကြည်နူးတယ်မိတ်ဆွေနဲ့စကားအတူတူပြောရရင်ဝမ်းသာတယ်ကြည်နူးတယ်မိတ်ဆွေရဲ့အကျိုးစီးပွားကိုလိုလားတယ်မိတ်ဆွေပေါ်မှာမုန်းတီးခြင်းဆိုတာမရှိဘူးအဲ့ဒီအကျိုးစီးပွားကိုလိုလားတဲ့မိတ်ဆွေရဲ့သဘောထားမျိုးမေတ္တာလို့ခေါ်တယ်အဲ့ဒီမေတ္တာဆိုတဲ့စကားလုံးကအလွန်တန်းစင်တဲ့စကားလုံးဖြစ်တယ်
သို့သောမြန်မာနိုင်ငံမှာမေတ္တာရှိတယ်လို့ပြောလိုက်လို့ရှိရင်တွေ့တာမှုဆိုတဲ့တဏှာဘက်ကိုဥတည်ပြီးတော့ပြောကြတာတွေများတယ်ပေါ့သို့သောမေတ္တာဆိုတာတဏှာရာဂနဲ့ဆက်သွယ်ခြင်းတော့မရှိဘူးမေတ္တာရဲ့သဘောတရားကမိတ်ဆွေပေါ်မှာထားတဲ့စိတ်ဓာတ်မျိုးဖြစ်တယ်မိမိချစ်ခင်တဲ့ပုဂ္ဂိုလ်ပေါ်မှာထားတဲ့စိတ်ဓာတ်မျိုးနဲ့မတူဘူးတွေ့တာမှုကင်းစင်ပြီးတော့ချစ်ခင်ခြင်းအကျိုးစီးပွားကိုလိုလားခြင်းဆိုတဲ့တန့်စင်မွန်မြတ်တဲ့စိတ်နေသဘောထားကိုမေတ္တာခေါ်တယ်လို့မှတ်သားထားကြဖို့လိုအပ်တယ်မေတ္တာဆိုတဲ့စကားလုံးရဲ့အ내ဒိဗ္ဗေကိုတရားကိုဖော်ပြတဲ့အခါမှာအဒေါသလို့ဖော်ပြလို့ရှိတယ်အဒေါသဆိုတာမုန်းတိမှုကင်းတာအမုန်းတရားမရှိတာအမုန်းတရားကင်းတဲ့နှလုံးသားရှိတဲ့ပုဂ္ဂိုလ်မေတ္တာရှိတယ်လို့ဒီလိုဆိုတာဒေါသကင်းစင်တဲ့နှလုံးသားပိုင်ရှင်ဟာအမြဲတမ်းစိတ်ချမ်းသာမှုကြည်လင်အေးမြမှုတွေနဲ့ပြည့်စုံတယ်ကိုယ့်ကိုယ်စဉ်းကျင်စဉ်းစားကြည့်ဒေါသဖြစ်တဲ့အချိန်နဲ့ဒေါသမဖြစ်တဲ့အချိန်ဟာလွန်ကွဲပြားခြားနားတယ်မကြည်မနှက်လို့ဒေါသဖြစ်နေတယ်ဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာစိတ်ရတည်ငြိမ်မှုတွေလည်းဆုံးရှုံးတယ်ငြိမ်းချမ်းမှုတွေလည်းဆုံးရှုံးတယ်အေးဒေါသကင်းစင်ပြီးစိတ်ကြည်လင်းနေတဲ့အချိန်မှာဆိုလို့ရှိရင်လူဟာပျော်ရွှင်ပြီးတော့နေတာအဲ့ဒါကြောင့်မလို့မေတ္တာသက်ဝင်ချစ်ခင်ခြင်းလို့ဆိုတဲ့ပုံမှာအင်တမကြည်လင်အေးမြတဲ့စိတ်အနေထားတစ်ခုကိုရရှိနိုင်တာဖြစ်လို့မေတ္တာဆိုတဲ့တရားကိုလူတိုင်းနှလုံးသားထဲမှာပွားများအထောက်ကြရမှာဖြစ်တယ်ဘုရားမြတ်စွာကဟောကြားတယ်မေတ္တာတရားပွားများအထောက်မယ်ဆိုလို့ရှိရင်ထိုပုဂ္ဂိုလ်ဟာကြီးမားသောအကျိုးကျေးဇူးတွေကိုရရှိခံစားနိုင်တယ်မေတ္တာဆိုတဲ့သဘာဝတရားမိမိတို့ရဲ့နှလုံးသားထဲကိုဖြစ်စေမယ်နှလုံးသားထဲမှာတိုးပွားလာအောင်ကြိုးစားမယ်ဆိုလို့ရှိရင်ကြီးမားလာတဲ့အကျိုးကျေးဇူးကိုရရှိနိုင်တယ်လို့ဒီလိုဆိုတာအဲ့ဒါကြောင့်မို့လို့ဘုန်းကြီးတို့တွေအတူတကွနေထိုင်ကြတဲ့အခါမှာတူမေတ္တာတူမှာဆိုတာလို့မေတ္တာနဲ့ပေါင်းသင်းဆက်ဆံမှုဟာအမှန်တမ်းအရေးကြီးတယ်ကျေးရွာတရားမှာအတူနေကြတယ်မြို့ရက်ွက်တစ်ခုမှာအတူနေကြတယ်လမ်းတစ်လမ်းမှာအတူနေကြတယ်သို့မဟုတ်နိုင်ငံတစ်နိုင်ငံမှာအတူနေကြတယ်သို့မဟုတ်ကမ္ဘာကြီးတစ်ခုလုံးမှာလူလောကလူကမ္ဘာကြီးမှာအတူနေကြတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာတူမေတ္တာတူမှာဆိုတာလို့အပြန်အလှန်မေတ္တာထားပြီးနေနိုင်အောင်ကြိုးစားမှအေးချမ်းတဲ့ကမ္ဘာကြီးဖြစ်တူရန်လိုနေတဲ့ကမ္ဘာကြီးဟာဘယ်တော့မှမငြိမ်းချမ်းဘူးမြတ်စွာဘုရားသခင်ကိုရောမြတ်ကတူရန်လိုမှုကင်းတဲ့ငြိမ်းချမ်းတဲ့ကမ္ဘာကိုတည်ဆောက်ဖို့အတွက်ဒေါသဆိုတဲ့အမုန်းတရားကိုဖယ်ရှားပစ်ဖို့မေတ္တာဘာဝေတ္တပါဒေါသတပဟာနာယဒေါသတစိတ်ဆိုးခြင်းမုန်းတီးခြင်းဆိုတဲ့သဘာဝတရားတစ်ခုကိုပဟာနာယမိမိတဏ္ဍာမှာမရှိရလေအောင်ဖယ်ရှားနိုင်ဖို့အတွက်မေတ္တာဘာဝေတ္တပါမေတ္တာကိုပွားရမယ်လို့ဒီလိုဟောထားတာရှိတယ်ပေါ့ဒါကြောင့်မို့လူတိုင်းဟာမေတ္တာကိုပွားချရမယ်မေတ္တာကိုပွားတယ်ဆိုတာဟာတမန်အားဖြင့်မေတ္တာဘုဒ္ဓေကိုရွတ်နေတာကိုမေတ္တာပွားတယ်လို့လူတွေကယူဆကောင်းယူဆနိုင်မယ်အဲ့ဒါဟာမေတ္တာဘုဒ္ဓေကိုရလို့ရွတ်နေတဲ့သဘောသာဖြစ်တယ်မေတ္တာဆိုဒီမှာမနောကံစိတ်ဖြင့်ပြုလုပ်ရတဲ့အရာဖြစ်သောကြောင့်တရားတွေကိုအာယုံပြုမိမိလိုသက်ရှိတရားတွေအားလုံးကိုအာယုံပြုပြီးတော့အကျိုးစီးပွားကိုလိုလားတဲ့စိတ်တွေကိုတိဆောက်ပေးရမှာဖြစ်တယ်အကျိုးကိုလိုလားတဲ့စိတ်ဓာတ်တွေရှိနေမှလူတူပေါ်မှာမုန်းတိမှုကင်းစင်ပြီးတော့ချစ်ခင်တဲ့သဘာဝတရားတွေကိုယ်တဏ္ဍာမှာဖြစ်နေတော့ဘယ်သူကမှဒုက္ခမရောက်စေခြင်းမူကြီးပွားတိုးတက်တာကိုလိုချင်တယ်ကောင်းကျိုးချမ်းသာတွေကိုရတာကိုမြင်နေတယ်ဆိုတဲ့ဒီစိတ်ဓာတ်မျိုးတွေရှိနေအောင်တိဆောက်ထားခြင်းပဲဖြစ်တယ်လောကမှာ
မေတ္တာတရားပွားများအားထုတ်ထားတဲ့ပုဂ္ဂိုလ်တယောက်ဟာမုန်းတီးတဲ့ပုဂ္ဂိုလ်တရားဆိုတာလောကမှာမရှိအောင်ကြိုးစားအဲ့ဒါလို့မရှိအောင်ကြိုးစားလို့အမုန်းတရားကင်းစင်တဲ့ပုဂ္ဂိုလ်ရဲ့နှလုံးသားပိုင်ရှင်ဟာကြည်လင်အေးမြပြီးထိုပုဂ္ဂိုလ်ရဲ့ဘဝခရီးဟာလည်းတာယာဖြောင်ပြူးမှုကိုရရှိတယ်အဲ့ဒါကြောင့်မို့လောကလူတွေမှာတန်မိုးကြီးပြီးတော့အကျိုးတရားတွေများစွာရနိုင်တဲ့မေတ္တာတရားကိုပွားများအားထုတ်ကြဖို့လိုအပ်တယ်သို့တော်လူတွေဟာမေတ္တာပွားရမှာကိုမေ့ထားပြီးတော့အမုန်းတရားတွေပဲမိမိတို့ရဲ့နှလုံးသားထဲမှာသို့ဝက်ပြီးတော့ထားနေကြသို့သိပ်ပြီးတော့ထားနေကြအဲ့ဒီအမုန်းတရားရှိနေသမျှကာလပတ်လုံးလောကလူသားတွေဟာတဦးနဲ့တဦးခိုက်ရဒေါသဖြစ်ခြင်းမကြေမနပ်ဖြစ်ခြင်းတဦးနဲ့တဦးအငြင်းပွားခြင်းစတဲ့ကိစ္စတွေနဲ့နောက်ဆုံးမှာလက်နဲ့ဆွဲကင်တဦးတူတိုက်ခိုက်ခြင်းရန်လုပ်ခြင်းတပ်ဖြတ်ခြင်းဆိုတဲ့ရာဇဝမှုတွေထိအောင်ကျူးလွန်ပြီးတော့ဒီကနေ့ကဘာကြီးလို့အကျမ်းဖက်တဲ့ကဘာကြီးတစ်ခုဖြစ်သွားတယ်ဟောတူတပ်ဖြတ်နေခြင်းအပြင်လက်စားချေနေခြင်းအပြင်လောကလူသားတွေဟာမေတ္တာတရားခေါင်းမာတဲ့နေရာတွေသားမှာဆိုရင်ဒေါသတွေလွှမ်းမိုးလို့အကြောက်တရားတွေနဲ့အမုန်းတရားတွေနဲ့လောကကြီးမှာနေရင်နေမလုံးညမလုံးဘယ်အခါမှငြိမ်းချမ်းမှုကိုရမှာမဟုတ်ဘူးဒါကြောင့်မို့လူတိုင်းပုဂ္ဂိုလ်တိုင်းဟာမိမိတို့ရဲ့နှလုံးသားထဲမှာမေတ္တာစိတ်ဓာတ်ကိုတည်ဆောက်ကြဖို့လိုအပ်တယ်လို့ဒီလိုဆိုနော်မေတ္တာစိတ်ဓာတ်ကိုတည်ဆောက်မယ်ဆိုရင်ဘယ်လိုတည်ဆောက်မလဲမေတ္တာစိတ်ကိုတည်ဆောက်ဖို့အတွက်အခြေခံကစပြီးတော့ဘာလုပ်ဖို့လိုလဲဆိုရင်ကိုချင်းစာတရားဆိုတာစဉ်းစားဖို့လိုအပ်တယ်ကိုချင်းစာတရားအခြေခံထားပြီးတော့စဉ်းစားတတ်ရဥပမာမဲ့လူတယောက်ကိုမုန်းနေဆိုလို့ချင်းစဉ်းစားရမှာဘာလဲလို့ဆိုရင်ငါအနေနဲ့သူ့ကိုမုန်းနေတော့မုန်းနေတယ်ဆိုတာဒေါသတရားပဲဖြစ်တယ်အဲ့ဒီဒေါသတရားဟာငါရင်ထဲမှာဖြစ်သည့်အတွက်ကြောင့်ငါ့ကိုပဲဆိုးချုပ်ပေးမှဖြစ်တယ်ငါကမုန်းနေသည့်အတွက်ကြောင့်ငါလှုပ်သမျှဟာတွေအမုန်းတရားပေါ်မှာအခြေခံပြီးတော့လှုပ်သမျှဟာတွေငါအတွက်အကုသိုလ်ဖြစ်ပြီးတော့ငရဲကြီးဖို့ပဲဖြစ်တယ်မုန်းနေခြင်းဖြင့်ဘာအကျိုးမှမရှိဘူးကျိုးစီးပွားကိုလိုလားခြင်းဆိုတဲ့မေတ္တာနှလုံးရရှိအောင်ငါကျင့်သုံးရမှာဖြစ်တယ်လို့အဲ့လိုစဉ်းကျင်စဉ်းစားခြင်းအပြင်လည်းပဲသူတယောက်ပေါ်မှာမုန်းတိမှုတွေဖြေဖြောက်လို့ရသွားတယ်ပေါ့အဲ့ဒီလိုမုန်းတိမှုတွေကိုဖယ်ဖြောက်ပြီးတော့မေတ္တာတရားသက်ရောက်လာအောင်ကြိုးစားအထောက်ကြအဲ့ဒီလိုကြိုးစားအထောက်တဲ့အခါမှာလူတွေရဲ့နှလုံးသားဟာအေးချမ်းမှုရပြီးဘေးရန်ကင်းကွာချမ်းသာပြီးတော့နေကြမှာဖြစ်တယ်မေတ္တာစတင်ပြီးတော့တည်ဆောက်ပြီးဆိုတဲ့အခါမှာအခြေခံအားဖြင့်တစ်ဖက်သားတဦးတယောက်ပေါ်မှာမုန်းနေတဲ့စိတ်တွေဖြစ်လို့ရန်လိုတဲ့စိတ်တွေဝင်လာလို့ရှိရင်တစ်ဖက်သားကိုတတ်ခြင်းဖြတ်ခြင်းနှိမ့်ဆက်ခြင်းတဲ့စိတ်တွေဝင်လာပြီဆိုလို့ရှိရင်မြတ်စွာဘုရားကဟောကြားထားတယ်တပ္ပိတတန္တိဒန္တတတပ္ပိဘာယန္တိမစ္ဆုနောအတ္တနာဥပမံကတ္တဝါနာဟနေယနာဂတိလူတိုင်းဟာဒုဒ္ဒဆတဲ့လက်နဲ့တွေကိုကြောက်ကြတယ်လန့်ကြတယ်ကိုယ့်ကိုရိုက်မာနဲ့မှာရံပြုမှာအန္တရာယ်ပေးမှာကြောက်ကြမိမိအသက်ဆွမ်းရမှာလည်းပဲကြောက်ကြအဲ့ဒီကြောက်ကြတယ်လူတိုင်းကြောက်တယ်ဆိုတဲ့သဘောတရားကိုနှလုံးထဲမှာဆင်ခြင်စဉ်းစားခြင်းကိုယ်ကနေပြီးတော့တစ်ဖက်သားတစ်ယောက်ကိုရံပြုတော့မယ်လို့ဆိုတဲ့အခါသူဟာကြောက်ရှာမှာပဲသူ့အသက်ကိုသေဆုံးသွားမှာလည်းပဲသူဟာကြောက်လန့်တာပဲငါလည်းပဲငါ့ကိုရံပြုလာမယ်ဆိုရင်ကြောက်လန့်တယ်သေဆုံးရမှာဆိုရင်လည်းပဲကြောက်လန့်တယ်အဲ့တော့
ငါမဖြစ်ချင်တဲ့အရာတခုကိုဘာကြောင့်သူတစ်ပါးကိုလောက်ရမှာလဲလို့ဟောတယ်လို့ကိုစံထားပြီးတော့ဆင်ញင်စဉ်းစားပြီးသူတစ်ပါးကိုရံပြုတ်ခြင်းမှရှောင်ရှားလိုက်ပါလို့မြတ်စွာဘုရားဒီလိုဟောအဲ့ဒါလို့ရံပြုတ်တော့မယ်လူတယောက်ကိုရိုက်မယ်နှက်မယ်တတ်မယ်ဖြတ်မယ်ဆိုတဲ့အတွေးတွေဝင်လာသို့မဟုတ်တရိစ္ဆာန်တကောင်ကိုတတ်မယ်ဖြတ်မယ်ဒီလိုစိတ်ထဲမှာဖြစ်ပေါ်လာတယ်ဆိုလို့ရှိရင်စဉ်းစားလိုက်ငါလည်းတရားမှကြောက်တယ်သူလည်းတရားမှကြောက်မှာပဲအေးကိုကြောက်တဲ့အလုပ်ကိုဘာဖြစ်လို့သူ့ကိုလှုပ်ချင်ရတာလဲငါဟာမတရားဘူးဆိုတဲ့အတွေးလေးကိုတွေးပြီးမတရားတဲ့အလုပ်ကိုငါမလုပ်တာအကောင်းဆုံးပဲလို့ဆိုပြီးရှောင်ရှားလိုက်ပါအဲ့ဒါလို့ရှောင်ရှားလိုက်ခြင်းအပြင်ကိုယ့်ရဲ့တဏ္ဍမှာဖြစ်ပေါ်လာတဲ့မေတ္တာစွမ်းအားဟာကိုယ့်အတွက်တုံ့ပြန်လာတဲ့အကျိုးကျေးဇူးတွေကိုရရှိမှာပါလို့ဘုရားမြတ်စွာကဒီလိုသဗ္ဗေတသန္တိဒန္တတသရဝအားလုံးဟာရိုက်နေပုတ်ခတ်တဲ့ဒုဒ္ဒါစတဲ့လက်နဲ့ကကြောက်ကြတယ်သဗ္ဗေဘာယန္တိမစ္ဆုနောသရဝအားလုံးဟာအသက်ဆွမ်းရမှာကြောက်ကြတယ်အတ္တနံဥပမံကတ္တဝါကိုဥပမာထားကိုချင်းစာတရားထားပြီးတော့နာဟနေယဘယ်တတ္တဝါကိုမှမတပ်ဖြတ်ဖို့မကြိုးစားပါနဲ့နာဂာတိသူများကိုလည်းတပ်ဖြတ်အောင်မတိုက်တွန်းပါလေနဲ့လို့မြတ်စွာဘုရားဆုံးမခဲ့တယ်အဲ့တော့တခုခုလှုပ်တော့မယ်သူတစ်ပါးကိုရန်လိုတဲ့စိတ်နဲ့ဖြစ်စေတစုံတစ်ခုသောအကြောင်းကြောင့်ဖြစ်စေတရားတယောက်ရဲ့အသက်ကိုတပ်ဖြတ်မယ်ဆိုလို့ရှိရင်အဲ့ဒီနည်းနဲ့စဉ်းစားပါတဲ့နောက်တစ်ခါမြတ်စွာဘုရားကသဗ္ဗေတသန္တိဒန္တတသဗ္ဗေတံစီဝိတံပိယလောကလူတွေဟာဒုရဆာတဲ့လက်နဲ့တွေကကြောက်ကြတယ်လူတိုင်းဟာကိုယ့်အသက်ကိုချစ်မြတ်နိုးကြအသက်ရှင်ကျင်ကြတယ်အသက်ရှည်ကျင်ကြတယ်အဲ့ဒါကိုစံထားပြီးတော့သူများကိုသေအောင်မလုပ်ပါနဲ့လို့ဒီလိုဟောတာမြတ်စွာဘုရားအဲ့ဒါကိုချင်းစာတရားထားလိုက်လို့ကိုယ့်ရဲ့ရင်ထဲမှာမေတ္တာသက်ဝင်လာလို့ရှိရင်သူ့ပေါ်မှာခွင့်လွှတ်ခြင်းကျင်နာခြင်းချစ်ခင်ခြင်းဆိုတဲ့စိတ်ဓာတ်တွေဟာဖြစ်ပေါ်လာအဲ့ဒီခွင့်လွှတ်ခြင်းကျင်နာခြင်းချစ်ခင်ခြင်းဆိုတဲ့စိတ်ဓာတ်တွေအလွန်တန်မိုးရှိတဲ့မေတ္တာစိတ်ဓာတ်ပဲဖြစ်တယ်ပေါ့အဲ့ဒီမေတ္တာစိတ်ဓာတ်ဟာအလွန်တန်မိုးရှိလို့လောကကြီးရဲ့ငြိမ်းချမ်းမှုကိုပေးစွမ်းနိုင်တယ်လို့ဒီလိုဆိုတယ်အဲ့တော့ဘုန်းကြီးတို့တွေဟာအများပေါ်မှာမေတ္တာထားနိုင်အောင်ကြိုးစားအားထုတ်ရမယ်မေတ္တာဘုရားရွတ်တဲ့အခါမှာစိတ်ထဲကနေနှလုံးသွင်းပြီးတော့မေတ္တာတက်ရောက်လာအောင်ထားဖို့လိုတယ်ဆိုပါတော့သဗ္ဗေတတ္တာအဝေရာဟွန်တုအဗျာပစ္စာဟွန်တုအနိကာဟွန်တုဒုက္ခိအတ္တနံပရိဟရန္တုလို့ပါဠိလိုရွတ်တာပဲဖြစ်စေမြန်မာလိုနှလုံးသွင်းဆင်ခြင်တာပဲဖြစ်စေတရားအလုံးကိုအာယုံပြုပြီးတော့အလုံးဟာရန်ကင်းကြပါစေဆင်းရဲဒုက္ခကင်းကြပါစေချမ်းသာကိုယ်စိတ်မြဲကြပါစေကိုယ့်ကိုချမ်းသာအောင်ရွတ်ဆောင်နိုင်ကြပါစေဆိုတဲ့ဆင်းရဲဒုက္ခကင်းကြပါစေဆိုတဲ့ဒီစိတ်ဓာတ်တွေကိုထပ်တလဲကိုယ့်ရင်နဲ့နှလုံးထဲမှာဖြစ်နေကြိုးစားအထောက်ရမယ်အဲ့ဒါလို့ကြိုးစားအထောက်မှုမေတ္တာတရားဟာလောက်ထီအောင်တန်ဖိုးကြီးမားတယ်လဲဆိုတာကိုမြတ်စွာဘုရားကဟောတယ်လောကလူတွေမှာဒီကုသိုလ်ကောင်းမှုတွေအစဉ်စဉ်လုပ်ကြတယ်ကုသိုလ်ကောင်းမှုအစဉ်စဉ်လုပ်ကြတဲ့အခါမှာဒါနကောင်းမှုတွေမျိုးစုံလုပ်တယ်လှူကြတယ်တန်းကြတယ်သင်္ကန်းလှူတယ်ဆွမ်းလှူတယ်ကျောင်းလှူတယ်ဆိုတဲ့အလှူဒါနတွေလုပ်တယ်အဲ့လိုလုပ်တဲ့အလှူဒါနထဲမှာကျောင်းအလှူဟာအမောမြတ်ဆုံးလို့ဒီလိုဆိုတယ်အဲ့ဒီကျောင်းအလှူတဲ့ပို့ပြီးတော့မွန်မြတ်တဲ့ကုသိုလ်မရှိဘူးလားဆိုရှိတယ်ဒီလောကမှာကျောင်းတစ်ဆောင်ဆောက်လှူနိုင်ဖို့ဆိုတာငွေကြေးဒဏပြည့်စုံမှသာဖြစ်တာဟုတ်
အဲ့တော့မပြည့်စုံတဲ့ပုဂ္ဂိုလ်တွေကငါတို့ကတော့ငွေကြေးမရှိလို့ကျောင်းဆောင်နိုင်ဘူးလို့တွေးပြီးကောင်းတွေးပြီးလိမ့်မယ်အဲ့ဒီကျောင်းဆောင်လူရာတဲ့ကောင်းတဲ့ကုသိုလ်ရှိသေးတယ်ဆိုတာကိုတော့နှလုံးသွင်းထားဖို့လိုအပ်တယ်ကျောင်းဆောင်လူတဲ့ကုသိုလ်တဲ့အကျိုးကျေးဇူးရှိတာဘာလို့ဆိုရင်ဗုဒ္ဓံတရဏံဂစ္ဆာမိဓမ္မံတရဏံဂစ္ဆာမိသံဃံတရဏံဂစ္ဆာမိလို့ဘုရားကိုအာယုံပြုတယ်တရားကိုအာယုံပြုတယ်သံဃာကိုအာယုံပြုပြီးတရဏဂုံခံယူဆောက်တည်လိုက်ခြင်းဟာကျောင်းဆောင်လူတဲ့ကုသိုလ်တဲ့ကြီးမားပါတယ်လို့ဘုရားကိုယ်တိုင်ကဟောထားတာဘုရားကိုယ်တိုင်ကဟောထားတော့လောကလူတွေဟာတန်ဖိုးထားရမှန်သိဖို့လိုအပ်တယ်ခုနကတရားပွဲအစမှာလူတိုင်းကဆိုလိုက်ကြတယ်တမန်ကဆိုရင်ဆိုရဆိုစဉ်အနေနဲ့ဆိုတာမဟုတ်ဘဲနဲ့အလေးနဲ့နှစ်ကာဖျားတည်တာလဲငါရဲ့ကိုးကွယ်ရာတရားတည်တာလဲငါရဲ့အားထားရာတန်ခါတည်တာလဲငါရဲ့အားကိုးရာလို့ဆိုရစိတ်ထဲမှာမွန်မြတ်ပြီးအားကိုးယုံကြည်တဲ့စိတ်နဲ့ဒီလိုဆိုဖို့လိုအပ်တယ်အဲ့ဒါလို့ဆိုလိုက်ပြီးတော့ဒီတရဏဂုံသီလဖြစ်တရဏဂုံကိုဘုရားတရားတန်ခါယရဏ၃ပါးကိုငါရဲ့အသက်ကိုအနှင်းပါတယ်ဆိုတဲ့အဲ့ဒါလို့ဘုရားတရားတန်ခါပေါ်မှာယုံကြည်မှုလေးမြတ်မှုအဲ့ဒီစိတ်ဓာတ်နဲ့ကိုယ်ပဲစိတ်ကလိုက်လို့ရှင်ချောင်းဆောင်လှူတဲ့ကုသိုလ်တဲ့တောင်မွန်မြတ်တယ်လို့ဝေလာမသုတ်တံမှာမြတ်စွာဘုရားဒီလိုပဲဟောထားဒါဖြင့်အဲ့ဒီတရဏဂုံဆိုတာစောက်တည်တာတဲ့ပို့ပြီးတော့အကျိုးရှိအောင်ဘယ်လိုလုပ်ရသေးလဲလို့ဆိုရင်ပါဏာတိပါဒဝေရမဏိသိက္ခာပရံသမာဓိယာမိတို့၅ပါးသီလခံယူစောင့်တည်လိုက်မယ်ဆိုရင်တရဏဂုံပေါ်မှာထပ်ပိုးပြီးတော့ကိုချင်းသီလနဲ့ပြည့်စုံအောင်နေလိုက်တယ်ဘဝမှာရည်သည့်တတ္တဝါကိုမှမိမိရဲ့လက်ချက်ဖြင့်အသက်မထွက်စေဘဲနဲ့အားလုံးကိုခွင့်လွှတ်တယ်ဘယ်သူကမှနှိမ့်ဆက်ညှဉ်းပန်းမှုမလုပ်ဘူးမိမိလက်နဲ့လောကမှာတည်ဆုံးတဲ့တရားဆိုတာမရှိအောင်သူများအသက်ကိုတတ်ခြင်းမှရှောင်ကျဉ်လိုက်တယ်သူများဥစ္စာပစ္စည်းဥစ္စာမတရားသဖြင့်ရယူခြင်းမှရှောင်ကျဉ်လိုက်တယ်သူတစ်ပါးသာမယာခုံသိက္ခာကင်းမဲ့သောစော်ကားပြစ်မှားခြင်းမှရှောင်ကျဉ်လိုက်တယ်လိန်ဒီပြောကြားလှည့်စားခြင်းဖြင့်တစ်ဖက်သားအကျိုးပြပြောင်းအောင်ပြုလုပ်ခြင်းမှရှောင်ကျဉ်လိုက်တယ်မူရည်စေဝါတည်တရဲ့တောက်စားခြင်းမှရှောင်ကျဉ်လိုက်တယ်ဆိုတဲ့ဒီ၅ပါးသီလဟာခုနကကျောင်းဆောင်လှူတာတဲ့လေကြီးမားတယ်မွန်မြတ်တယ်အကျိုးပိုတယ်တရဏဂုံဆောက်တည်လိုက်တာတဲ့လေအကျိုးပိုတယ်လို့ဟောလို့မြတ်စွာဘုရားဟောတာအဲ့တော့ဘာဖြစ်လို့မလုံနိုင်ရဘာဖြစ်လို့မလုံနိုင်ရကျောင်းဆောင်လှူတယ်ဆိုတာငွေကြေးဒဏတွေများစွာကုန်ကြအဲ့တော့ငွေကြေးဒဏများစွာတတ်နိုင်တဲ့ပုဂ္ဂိုလ်သားလေအစာဦးဆိုတာဆောက်လှူနိုင်အေးဒီတဲ့ကြီးမားတဲ့ကုသိုလ်ရွေးချယ်ပြီးတော့လှုပ်တင်တာပေါ့လှုပ်တင်တာပေါ့အဲ့ဒါလို့တရဏဂုံသီလကိုဆောက်တည်လိုက်တရဏဂုံ၃ပါးကိုခံယူလိုက်တယ်အဲ့ဒီတရဏဂုံကိုမျက်မျက်နိုးနိုးခံယူဆောက်တည်လိုက်လို့ရှိရင်မြတ်စွာဘုရားကဘယ်လိုဟောထားလဲလောကလူတွေဟာငရဲကြမှာတော့ကြောက်ကြပါလိမ့်မယ်ငရဲကြမှာကြောက်တယ်အဲ့ဒီကြောက်လို့ရှိရင်တရဏဂုံတိကိုဆောက်တည်ထားခြင်းအပြင်ငရဲကလွတ်မြောက်တယ်လို့အပယ်ငရဲကလွတ်မြောက်တယ်အပါယဆိုတဲ့ချမ်းသာဒုက္ခကင်းတဲ့အပယ်၄ပုံဆိုတာစဉ်းစားကြည့်လေဘုန်းကြီးတို့တွေလူတိုင်းမြင်နေရတဲ့တိရစ္ဆာန်တော်ဝါတွေကိုပဲကြည့်ဝက်တွေကြက်တွေလူနဲ့အနည်းဆုံးဒီတော်ဝါတွေဟာလူတွေရဲ့ရဲဆက်ဆက်တပ်ဖြတ်ခြင်းကိုခံနေကြရတယ်တော်ဝါတွေရဲဆက်ဆက်တပ်ဖြတ်ပြီးတော့လူတွေဟာစားတော့ပြစ်နေကြတယ်တော့လူတွေရဲ့ရက်ဆက်မှုကလည်းအလွန်ကြီးမားတယ်လို့ပြောကျွဲတို့နွားတို့ဆိုရင်နှစ်ဖားကြိုးထိုးရိုက်နှက်ပြီးတော့ခိုင်းနေကြတယ်လူတွေရဲ့ရက်ဆက်မှုတွေပေါ့အဲ့ဒီလူတွေရဲ့အကျဉ်းနာကင်းမဲ့ပြီးရက်ဆက်မှုတွေကိုတိရစ္ဆာန်တွေဟာအလူအလဲခံနေရတယ်ဆိုတာကိုစဉ်းစားကြည့်မစဉ်းစားဘဲနဲ့မနေနဲ့ကိုဟာလူဘဝရောက်နေလို့ဒီလိုဒုက္ခမခံရတာသူတို့လိုကျွဲနွားတိရစ္ဆာန်ဖြစ်မယ်ဆိုရင်
နှစ်ဖားကျိုးထိုးပြီးတော့ရိုက်နှက်ပြီးတော့ခိုင်းတာခံကြရမှာဖြစ်တယ်သူတို့လိုကြက်တွေဝက်တွေဖြစ်မယ်ဆိုလို့ရှိရင်လေတတ်ဖြတ်ပြီးတော့ဟင်းလျာအဖြစ်လုပ်ပြီးစားတော့နေကြအောင်ပါပဲအဲ့တော့အကျဉ်းနာတရားနဲ့စဉ်းစားဉာဏ်တွေကိုထားပြီးတော့သေးသေးချာချာစဉ်းစားကြည့်ကိုယ်အလှသူ့လက်ဆိုတာရှိတတ်တယ်အေးအပယ်လေးပုံကကြာရမှာကြောက်တယ်ဆိုတရိษံဆိုတဲ့ပုံမောကလူတွေတွေ့နေကြရတယ်အေးကိုမမြင်ရတဲ့ငရဲဆိုတာဒီတဲ့ပူကြီးမားတဲ့ဆင်းရဲဒုက္ခပဲအမြဲတမ်းမိတွေဆွဲလောင်နေတယ်အမြဲတမ်းငရဲသားတွေရဲ့ရိုက်ပုတ်နှိပ်စက်မှုကိုခံရတယ်အမြဲတမ်းကြီးမားတဲ့ဒုက္ခကိုခံနိရယဆိုတာချမ်းသာဒုက္ခလုံးဝမရှိတဲ့နေရာမို့နိရယလို့ဒီလိုခေါ်တယ်အဲ့ဒီနိရယဆိုတဲ့ငရဲရွာတိရိစ္ဆာနလို့ဆိုတဲ့တရိစ္ဆာစားရမဲမဲတောက်ရမဲမဲနေစရာမရှိနော်တစ်သက်လုံးနေမှဘိုက်ဝအောင်စားရတာမျိုးမရှိတဲ့ပြိတ္တာဘုံဘဝဆိုလို့ရှိရင်အမြဲတမ်းဆာလောင်မွတ်သိပ်ပြီးဆင်းရဲဒုက္ခကျုံနေတဲ့ပြိတ္တာဘဝအလုံးမဆင်းရဲဒုက္ခရောက်ကြအဲ့ဒီလိုအပယ်လေးပုံမရောက်ရအောင်ဘယ်သူကကာဝယ်ပေးနိုင်တယ်လဲလို့ဆိုရင်တရဏဂုံ၃ပါးကာဝယ်ပေးနိုင်တယ်ဘုရားတရဏံဂစ္ဆာမိဓမ္မံတရဏံဂစ္ဆာမိသံဃံတရဏံဂစ္ဆာမိလို့မျက်မျက်နိုးနိုးဆောက်တည်လိုက်တဲ့ခံယူလိုက်တဲ့တရဏဂုံဟာအဲ့ဒီအပေပုံရောက်ခြင်းမှကာဝယ်ဆောက်ရှောက်ပေးနိုင်ယေကေစီဗုဒ္ဓံတရဏံကတာတိနတ္တိခမိတ်တန္တိအပါယဘူမေပဟာယမာနုတံဒေဟံဒေဝကံယံပရိပုရိတန္တိဘုရားမြတ်စွာဟောကြားတဲ့ဒေသနာတော်တွေထဲမှာကြည့်ဘယ်သူပဲဖြစ်ဖြစ်မြတ်စွာဘုရားကိုကိုယ်ွယ်စိတ်ကတဲ့မျက်မျက်နှုံနှုံတရားစွမ်းအားတွေနဲ့မျက်မျက်နှုံနှုံကိုယ်ွယ်စိတ်ကပြီးဆိုရင်နတ္တိခမိတ်တန္တိအပါယပုမေသူတို့တွေဟာအပေပုံမရောက်ဘူးတဲ့ငရဲမကြဘူးတရိစ္ဆာန်မဖြစ်ဘူးပြိတ္တာဘုံမရောက်ဘူးသူရကယ်ဘုံမရောက်ဘူးလို့ဆိုလို့ပါဟာယမာနုတန်ဒေဟာလူဘဝကသေဆုံးသွားလို့ရှိရင်ဒေဝကာယံပရိပုရိတန္တိနတ်ပြည်နတ်ဥယျာဉ်တွေထဲမှာရောက်ရှိပြီးနတ်ဥယျာဉ်တိုးပွားစေမှာဖြစ်တယ်လို့မြတ်စွာဘုရားဒီလိုဟောတာယေကေစီဓမ္မံတရဏံကတာတိနတ္တိကမိတန္တိပါယပုမေပါဟာယမာနုတန္တိဟံဒေဝကာယံပရိပုရိတန္တိယေကေစီတံဃံတရဏံကတာတိနတ္တိကမိတန္တိပါယပုမေပါဟာယမာနုတန္တိဟံဒေဝကာယံပရိပုရိတန္တိတဲ့နော်ဖះကိုကိုယ်ွယ်စိတ်ကတယ်လို့တရားကိုကိုယ်ွယ်စိတ်ကမယ်တန်ခါကိုကိုယ်ွယ်စိတ်ကမယ်ဆိုလို့ရှိရင်လေအပေဘုံမရောက်ကြဘူးတဲ့လူဘုံလူဘဝဆုံးခွာလို့ဒီဘဝကဆုံးသက်သွားလို့ရှိရင်နတ်ပြည်ပဲရောက်ဖို့ရှိတယ်လို့မြတ်စွာဘုရားကဒီလိုဟောတာတော့ဘာဖြစ်လို့တရဏဂုံကိုမျက်မျက်နှုံနှုံမဆောက်တည်နိုင်ရမှာလဲဒီတဲ့ကောင်းတဲ့ကုသိုလ်နော်ကိုယ့်အတွက်အားကိုးစရာကောင်းလာတဲ့ကုသိုလ်တရားတစ်ခုပဲဒါကြောင့်မို့ဒီကုသိုလ်ဟာအလွယ်တကူရနေကြတယ်လုံးမယ်ဆိုရင်အလွယ်တကူရကုန်ကြစိမ့်လည်းဘာမှမရှိဘူးကိုယ်အိမ်မှာဆင်းတုတွေတည်ထားကိုယ်ွယ်တယ်သို့မဟုတ်ဆင်းတုတော်မရှိလည်းပဲဖះကိုအာယုံပြုပြီးတော့ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိဆိုလိုက်ရင်ဆိုပြီးတော့အလေးနဲ့ထားပြီးဖះကိုအနှင်းနဲ့တရားကိုအနှင်းနဲ့သံဃာကိုအနှင်းနဲ့ဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ရဲ့ဘဝဟာလုံခြုံစိတ်ချရတဲ့အနေအထားတစ်ခုရတယ်ဘယ်သူကကဲတင်တာတုံးလို့ဒီနေရာမှာမေးလိုက်မယ်ဆိုဖះကဲတာလားတရားကဲတာလားသံဃာကဲတာလားလို့မေးလိုက်လို့ရှိရင်ဖះတရားသံဃာပေါ်မှာယုံကြည်မြတ်နိုးကိုယ်ွယ်စိတ်ကချင်းဆိုတဲ့ကိုယ်တဏ္ဍမှာကိုယ်ရင်ထဲမှာဖြစ်တဲ့ကုသိုလ်တရားကာဝယ်ပေးတာလို့ဆိုလို့အဲ့တော့ရင်ထဲမှာကုသိုလ်တရားတွေဖြစ်အောင်လုပ်ဖို့လို့ပါဇက်ကဆိုရုံနဲ့တင်မဟုတ်သေးဘူးရင်ထဲနှလုံးသားထဲမှာဒီစိတ်ဓာတ်ဖြစ်ပေါ်အောင်ကြိုးစားအထောက်ဒီလိုဆိုအေးတရဏဂုံတည်ပြီးတဲ့၅ပါးသီလစောင့်တည်လိုက်ပြီဆိုလို့ရှိရင်၅ပါးသီလလည်းပြည့်ပြည့်စုံစုံလုံလောက်ပြီဆိုရင်အလုံးကိုကြီးမားတဲ့အကျိုးပုံမှုစိတ်ချရတဲ့ကောင်းကျိုးချမ်းသာတွေကိုရနိုင်မှာဖြစ်တယ်ဆိုတာယုံကြည်ကြရမှာဖြစ်တယ်ဒီတဲ့
တရဏဂုံလဲစောင့်တည်တယ်၅ပါးသီလလဲစောင့်တယ်ဒီတဲ့အကျိုးကြီးတာရှိသေးလားလို့ဆိုရှိသေးတယ်တဲ့ဘာလဲလို့ဆိုမေတ္တာခုနပြောတဲ့မေတ္တာတရားပွားအဲ့ဒါလို့မေတ္တာတရားပွားတယ်ဆိုတာကိုယ်တဏ္ဍာမှာမေတ္တာစိတ်တွေဖြစ်နေအောင်လုပ်တော့ပြောတရားတွေပေါ်မှာအမုန်းတရားကင်းကွာပြီးမေတ္တာတွေဖြစ်ပေါ်လာအောင်ကြိုးစားအထောက်တာမေတ္တာပွားတယ်လို့ဒီလိုဆိုတယ်အဲ့ဒါကြောင့်မေတ္တာပွားပြီဆိုတဲ့အခါမှာတရားတူတယောက်ဆိုပါစို့ဇာရအောင်ပွားနည်းကမိမိမိတ်ဆွေချစ်ခင်တဲ့ပုဂ္ဂိုလ်မျက်နှာလေးကိုကြည့်ပြီးတော့သူစိတ်ချမ်းသာပါစေကိုချမ်းသာပါစေအသက်ရှိပါစေဆိုတဲ့ကိုကြိုက်တဲ့စကားလုံးလေးနဲ့ဘေးကင်းပါစေရန်ကင်းပါစေဆင်းရဲခြင်းကင်းပါစေချမ်းသာစွာဘဝခရီးဖြတ်သန်းနိုင်ပါစေဆိုတဲ့ကောင်းမြတ်တဲ့အတွေးလေးတွေကိုထပ်တလဲလဲသူ့မျက်နှာကိုအာယုံပြုတ်ပြီးတော့ဆိုးနေကြံစီတွေးတောနေခြင်းဟာမေတ္တာပွားနေခြင်းပဲဖြစ်တယ်အဲ့ဒါလို့စိတ်လေးမေတ္တာစိတ်လေးဖြစ်နေအောင်9မိနစ်ဖြစ်အောင်9မိနစ်က7မိနစ်7မိနစ်ကနေပြီး15မိနစ်15မိနစ်ကနေနာရီဝက်မိနစ်30တနာရီတနေ့ကုန်ဆိုတာလို့တိုးတက်ပြီးတော့ပွားများအထောက်ပြီးကြိုးစားရမှာဖြစ်တယ်အဲ့ဒါလို့ကြိုးစားအထောက်လို့မေတ္တာတရားပေါ်မှာကိုယ့်ရဲ့စိတ်နှလုံးဟာတည်ငြိမ်သွားပြီတမာရီစွာတွေရှိသွားပြီဆိုရင်မေတ္တာဇံဆိုတာကိုရရှိသွားနိုင်တယ်ဟောဘယ်ချိန်ပွားလိုက်ကိုယ့်ရဲ့တမာရီဟာစိတ်တည်ငြိမ်ပြီးတော့မေတ္တာဇံတရားရသွားပြီဆိုရင်နောက်ဆုံးမှာလူပြည်နတ်ပြည်ကိုကြော်ဖြတ်ပြီးတော့ဗြဟ္မဘုံထီအောင်ရောက်ရှိနိုင်တယ်လို့သူတို့ဆိုဒါကြောင့်မို့လို့မေတ္တာပွားများခြင်းရဲ့အကျိုးကျေးဇူးဟာအလွန်ကြီးမားတယ်အဲ့ဒါကြောင့်မို့မေတ္တာနှလုံးသားတွေကိုယ်တဏ္ဍာမှာအခြေခံကစပြီးပွားများအထောက်လို့မေတ္တာတရားတွေကိုယ်တဏ္ဍာနှလုံးသားထဲမှာရှင်းကျက်လာပြီဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာလက်ရှိဘဝမှာလည်းပဲဘာအကျိုးကျေးဇူးတွေခံစားရတော့မေတ္တာနှလုံးသားအမုန်းကင်းกว่าတဲ့မေတ္တာနှလုံးပိုင်းရှင်ဟာချမ်းသာအိပ်စက်ချမ်းသာလျက်နိုးဆိုတဲ့မေတ္တာအကျိုး11မျိုးကိုရရှိတယ်ချမ်းသာအိပ်စက်အိပ်ရတဲ့အခါမှာလည်းပဲချမ်းသာသာစိတ်နှလုံးငြိမ်းချမ်းစွာအိပ်ရတယ်ချမ်းသာလျက်နိုးဆိုအိပ်ရကနိုးလာတဲ့အခါမှာလည်းပဲစိတ်ချမ်းသာကိုယ်ဆန်းသာလန်းလန်းဆန်းဆန်းနဲ့နိုးလာရတယ်အိမ်မက်ဆိုးခင်အိတ်နေတဲ့အချိန်မှာလည်းပဲအိမ်မက်ဆိုးတွေဘယ်တော့မှမမက်ဘူးဆိုတဲ့အဲ့ဒီလက်တွေ့အကျိုးတွေကိုလည်းရနော်စောင့်ခြင်းနတ်များလူသားလဲချစ်နတ်လဲချစ်နေကိုယ့်ရဲ့လုံခြုံမှုကိုလည်းပဲနတ်တွေကမေတ္တာရှိနေသည့်အတွက်ကြောင့်စောင့်ကြည့်စောင့်ပေးတယ်ဆိုပါစို့သားလေးပေါ်မှာချစ်ခင်တဲ့သမီးပေါ်မှာချစ်ခင်တဲ့မိဘရဲ့စိတ်ဟာသားသမီးအိတ်နေတယ်ဆိုရင်အနာနာကနေစောင့်ပေးနေတယ်လို့ပဲနတ်တွေကလည်းပဲမေတ္တာနှလုံးသားပိုင်ရှင်မေတ္တာပွားတတ်တဲ့ပုဂ္ဂိုလ်အနိနာမှာစောင့်ပေးနေတတ်တယ်ဘေးရန်အန္တရာယ်မရောက်အောင်စောင့်တတ်တယ်စောင့်ခြင်းနတ်များလူသားလဲချစ်ဘာဖြစ်လို့လူတွေကချစ်ကြလဲလို့ဆိုမေတ္တာရှိတဲ့ပုဂ္ဂိုလ်ရဲ့မျက်နှာဟာအမြဲတမ်းကြည်လင်ရွှင်ပြပြီးတော့နေခင်မင်စရာဖြစ်လာအေးမေတ္တာမဲ့လာတဲ့မျက်နှာဆိုရင်အောက်သိုးသိုးနဲ့လူတွေကအမုန်းပွားစရာဖြစ်လာဒါကြောင့်မို့မေတ္တာရဲ့အကျိုးတွေဟာအလွန်တန်ဖိုးရှိတယ်ဆောင်းခြင်းနတ်များလူသားလဲချစ်နတ်လဲချစ်နေနတ်တွေကလည်းချစ်ခင်ကြလက်နဲ့စိတ်မီးပြီးသည်တပြားမေတ္တာပွားနေတဲ့အချိန်မှာဆိုရင်ဘယ်သူကပြစ်လိုက်တဲ့လက်နဲ့ပဲဖြစ်ဖြစ်ကိုယ့်ကိုမရောက်ဘူးအစိတ်လည်းမသိဘူးမီးလည်းမလောင်ဘူးဆိုတဲ့အကျိုးကျေးဇူးတွေကိုရလောကလူသားတွေဟာအန္တရာယ်တွေလွန်များတဲ့ကြားမှာနေရတဲ့အခါမှာမေတ္တာပွားများပြီးတော့နေနိုင်မယ်ဆိုလို့ရှိရင်အဲ့ဒီအန္တရာယ်တွေကြားလွတ်ကင်းနိုင်တယ်လို့ဒီလိုဆိုလို့တည်ကြည်နှလုံးနဲ့မေတ္တာပွားတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဟာအမှန်တမ်းသမာဓိလင်းလင်းမြန်မြန်ရရှိတယ်ဒီလိုဆိုလို့သေဆုံးမတွေ့သေတဲ့အခါမှာလည်းပဲဒီသေပြီဆိုတဲ့အခါမိန်မောပြီးဘာမသိညာမသိနဲ့ရောင်ရမ်းအော်ဟစ်ပြီးတော့သေရတဲ့အသေးဆိုးမျိုးမသေပဲနဲ့မေတ္တာရှိတဲ့မေတ္တာနှလုံးသားပိုင်ရှင်ဟာ
ပြုံးပြုံးနဲ့စကားပြောရင်းနဲ့သိဆုံးသွားတယ်အမှန်တမ်းချီလင်အေးမြတဲ့အနေအထားနဲ့သိမှမသိသိသွားတဲ့ဆိုတဲ့အနေအထားမျိုးရောက်နိုင်တယ်အဲ့တော့ဒီအကျိုးတွေရဖို့ဆိုတာတာမန်အဖြစ်ရနိုင်တဲ့ကိစ္စတွေမဟုတ်ဘူးဒါကြောင့်မို့လို့မိမိရဲ့ယင်နဲ့နှလုံးထဲမှာမေတ္တာတရားရအောင်ကြိုးစားရမှာကြိုးစားရလောကလူတွေယောဂရှိတဲ့ပုဂ္ဂိုလ်တွေဆေးတောက်ကြရတယ်မိမိတို့ရဲ့ယင်ထဲမှာဆေးရောက်လာပြီဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ကယောဂတက်တာပါဆိုပါစို့ခေါင်းကိုက်နေတယ်ကြောအောင်နေတယ်ခေါင်းကိုက်ပြောက်ဆေးလေးတောက်လိုက်တဲ့အခါခေါင်းကိုက်တာပျောက်သွားတယ်ကြောအောင်တာပျောက်သွားတယ်လေးနာတာပျောက်သွားတယ်ဆေးလေးတောက်လိုက်လို့ပျောက်သွားတယ်လို့ပဲမေတ္တာတရားပွားများအထုတ်လိုက်သည့်အတွက်ကြောင့်ယောဂဝေဒနာတွေခန္ဓာကိုယ်မှာခံရခဲ့တဲ့အရာတွေအလုံးကပျောက်ပြီးတော့သွားနိုင်တယ်သေဆုံးမတွေ့သေလင်ပြမဖြစ်တတ်စွာသေတဲ့အခါမှာလဲဇာရပြီဆိုရင်တော့ပြမပြေထီအောင်ရောက်နိုင်ပါတယ်လို့ဆိုတယ်အဲ့တော့မေတ္တာရဲ့အကျိုးကျေးဇူးတွေဟာလွန်ကြီးမားတယ်ဒါကြောင့်မို့လို့မေတ္တာသက်ဝင်ချစ်ခင်နိုင်အောင်ကြိုးစားအထောက်ပါလို့ဒီလိုပြောလို့ပေါ့နော်အကယ်၍မေတ္တာမရှိဘူးဆိုလို့ရှိရင်တူရန်လိုပြီးအသေးဆုံးနဲ့တေချာဒီကနေ့ကဘာမှာအကျပ်ဖက်သမားတွေနဲ့လက်နဲ့တွေနဲ့အသေးဆုံးသေးနေကြရတဲ့ဟာမေတ္တာကင်းမဲ့လို့ဖြစ်တာဖြစ်တယ်အကယ်၍သာမေတ္တာတရားလွှမ်းမိုးနေမဲ့ဆိုလို့ရှိရင်အဲ့ဒီအခြေအနေဆိုးတွေကိုလူတွေကြုံတွေ့ကြရမှာမဟုတ်ဘူးလို့ဒီလိုယူဆဒါကြောင့်မို့ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ဒေသနာတော်လေးစားစွာမှတ်သားပြီးတော့မြတ်စွာဘုရားကိုယ်တဏ္ဍာမှာမေတ္တာမရောက်အောင်လူတွေကြိုးစားအထောက်ဖို့လိုအပ်တဲ့ဒီလိုဟောကြားတာဖြစ်တယ်ပေါ့အဲ့ဒီမေတ္တာတရားကနေပြီးတော့ရှေ့ဆက်ပြီးတော့ကျင့်ကြံပွားများအထောက်လိုက်မယ်ဆိုလို့ရှိရင်နောက်ဆုံးမှာတမက်တဖို့ရပြီးတန်တရားဝကလွတ်နိုင်တဲ့လမ်းစာတောင်တွေးရှိသွားနိုင်တယ်လို့ဒီလိုဆိုတယ်အဲ့တော့တန်တရားဝကလွတ်ဖို့ဆိုတာကြတော့ဝိပဿနာတရားမရှုပွားပဲနဲ့ဘယ်တော့မှမရောက်နိုင်ဘူးဝိပဿနာတရားရှုပွားမှတန်တရားဝကလွတ်နိုင်တယ်ဒါဖြင့်မေတ္တာကိုအခြေခံပြီးတော့ဝိပဿနာဘယ်လိုရှုကြမလဲဆိုပါစို့တရားတူတယောက်ကိုအာယုံပြုပြီးသို့မဟုတ်မိတ်ဆွေကိုအာယုံပြုပြီးတော့မေတ္တာပွားတယ်ဆိုပါစို့အဲ့ဒါလို့မိတ်ဆွေဆိုတဲ့ပုဂ္ဂိုလ်အာယုံပြုပြီးတော့မေတ္တာပွားတယ်အဲ့ဒါလို့မေတ္တာပွားလို့ရှိရင်သူကမေတ္တာဘာဝနာရဲ့အာယုံကတတဝပညာဖြစ်တယ်ပေါ့တတဝကိုအာယုံပြုတာဖြစ်တယ်တတဝကိုအာယုံပြုတယ်ဆိုတဲ့အနေထားနဲ့မေတ္တာဘာဝနာကိုပွားရတာဖြစ်တယ်အဲ့တော့ဝိပဿနာရှုထောင့်ကနေကြည့်လိုက်ရင်တတဝဆိုတာရှိသလားလို့ဆိုမရှိဘူးရုပ်နဲ့နာနဲ့နှမျိုးသာရှိတယ်ဒါကြောင့်မို့မေတ္တာသုတ်ပရိတရားတော်မှာမြတ်စွာဘုရားဟောထားတာရှိတယ်ဒိဋ္ဌိစအနုပကမ္မသီလဝါဒသနေနတမ္ပန္နောဒိဋ္ဌိစအနုပကမ္မမေတ္တာပွားများတဲ့ပုဂ္ဂိုလ်ဟာပုဂ္ဂိုလ်တရားကိုမေတ္တာပွားရတာဖြစ်သောကြောင့်သူ့ရဲ့အတွေးနယ်ထဲမှာပုဂ္ဂိုလ်ရှိတယ်တရားရှိတယ်ဆိုတဲ့အတွေးတွေရောက်လာလို့ရှိရင်မှားယွင်းတဲ့အမြင်တစ်ခုလို့ပြောလို့ရအဲ့ဒီမှားယွင်းတဲ့အမြင်တစ်ခုကိုလေဝိပဿနာဉာဏ်နဲ့ဖြောက်ပြီးတော့ရှုဖို့လိုတယ်အဲ့တော့မေတ္တာပွားပြီးဆိုတဲ့အခါမှာပုဂ္ဂိုလ်တရားကိုအာယုံပြုပြီးတော့ဖြစ်ပေါ်လာတဲ့အဒေါသဆိုတဲ့မေတ္တာစိတ်ကလေးအဲ့ဒီမေတ္တာစိတ်လေးကိုအာယုဝိပဿနာရှုတော့မယ်ဆိုလို့ရှိရင်ကိုယ်တဏ္ဍာမှာဖြစ်တဲ့တရားရည်ရဲ့အကျိုးစီးပွားကိုလိုလားတဲ့မေတ္တာစိတ်လေးဟာနန္တရားတသက်မြတာဖြစ်တယ်တရားရည်ရဲ့အကျိုးကိုလိုလားတဲ့စိတ်နေသဘောထားနန္တရားတသက်မြတာဖြစ်တယ်ငါလည်းမဟုတ်ဘူးငါဟာလည်းမဟုတ်ဘူးတရားကိုအာယုံပြုပြီးတော့ဖြစ်ပေါ်လာတဲ့မွန်မြတ်တဲ့စိတ်မြတာဖြစ်တယ်နန္တရားတသက်မြတာဖြစ်တယ်လို့ဟောတယ်လို့ဆင်ញင်လိုက်မယ်ဆိုရင်ဝိပဿနာလမ်းကြောင်းပဲရောက်သွားတယ်အဲ့ဒါလို့ဆင်ញင်လိုက်တဲ့အခါမှာဒီစိတ်လေးဟာဘာကြောင့်ပေါ်လာတော့လို့ရှေ့ဆက်ပြီးတော့ဘယ်ကနေပေါ်လာတာတော့လို့ကြည့်လိုက်ရင်နှလုံးသားကိုအမိပြုပြီးတော့ဟရိယဝတ္ထုဆိုတဲ့ရုပ်ကိုအမိပြုပြီးတော့ဖြစ်လာတာအဲ့တော့မိယဝတ္ထုရုပ်နဲ့ဆက်ပြီးတော့
ဒီမေတ္တာစိတ်လေးဟာအာရောဓဆိုတဲ့မေတ္တာတရားလေးဟာနှလုံးသားကိုမှီဖြစ်တော့နှလုံးသားဆိုဒီမှာဓာတ်ကြီး၄ပါးဖြင့်ဖွဲ့စည်းထားတဲ့အရာဖြစ်လို့ဓာတ်ကြီး၄ပါးနဲ့တခြားသက်ဆိုင်ရာရုပ်တွေနဲ့ဖွဲ့စည်းထားတဲ့ရူပခန္ဓာမျှတာဖြစ်တယ်ရုပ်တရားအစုမျှတာဖြစ်တယ်လို့ဆက်လက်ပြီးတော့ဆင်ញင်သုံးသပ်လိုက်နိုင်မယ်ဆိုရင်မေတ္တာဆိုတဲ့အာရောဓကနန္တရားထိုမေတ္တာရဲ့တရားနှလုံးသားကရုပ်တရားရုပ်နာနှမျိုးမျှတာဖြစ်တယ်လို့ဒီလိုအမှန်မြင်လိုက်တာနဲ့ဒီပြိုင်နဲ့တရဝါဆိုတဲ့အတွေးတွေဟာရပ်ဆိုင်သွားအဲ့ဒါကိုပြောတာမေတ္တာသုတ်ထဲမှာဒိဋ္ဌိစအနုပကမ္မဒိဋ္ဌိဆိုတဲ့မှားယွင်းတဲ့အမြင်တစ်ခုမရောက်စေရဘူးဝိပဿနာဉာဏ်နဲ့ရှုလိုက်တဲ့အခါမှာယုံနဲ့နာနဲ့နှမျိုးတည်းဆိုတာသိလာတယ်အဲ့ဒီအနေဆက်ပြီးတော့စဉ်းစားလိုက်တဲ့အခါမှာဒီမေတ္တာဆိုတဲ့အာရောဓစိတ်ဟာသူ့ဟာသူဖြစ်တာလားလို့ဆိုမဟုတ်ဘူးတရဝါဆိုတဲ့အာယုံပညာကိုအာယုံပြုပြီးတော့ဖြစ်လာတရဝါဆိုတဲ့အာယုံဒီအာရမဏပစ္စယောလို့ဆိုတဲ့အတိုင်းအာယုန်ဒီဟူသောအကြောင်းတရားပဲဖြစ်တယ်အဲ့ဒီအာယုန်အကြောင်းတရားကြောင့်ဖြစ်ပေါ်လာတဲ့နန္တရားတက်တက်မြတာဖြစ်တယ်လို့အကြောင်းတရားကိုတွဲဖက်ပြီးတော့ဆင်ញင်လိုက်လို့ရှိရင်ပစ္စယပရိက္ခဉာဏ်ဆိုတာရလာတယ်အဲ့တော့နာမရူပပရိစ္ဆေဒဉာဏ်ယုံနဲ့နာနှမျိုးသာရှိတယ်ဆိုတဲ့အသည့်ဒီယုံနာနှမျိုးဟာလည်းပဲဘုရားသခင်ဖန်ဆင်းလို့ဖြစ်တာမဟုတ်ဘူးဆာယအကြောင်းတရားကြောင့်သာဖြစ်လာတာဖြစ်တယ်လို့သိတဲ့အသည့်အဲ့ဒီအသိဉာဏ်နှစ်ခုဟာအလွန်တန်ဖိုးရှိတဲ့ဝိပဿနာဉာဏ်ရဲ့အခြေခံအသိများဖြစ်လာတယ်ဒါကိုပဲနာမရူပပရိစ္ဆေဒဉာဏ်ပစ္စယပရိက္ခဉာဏ်လို့ဒီလိုခေါ်တယ်အဲ့ဒီအသိကိုတာမန်လို့မအောင်မေ့လေနဲ့နော်ဝိပဿနာလမ်းကြောင်းပေါ်တက်လိုက်တာငါးတဏ္ဍာမှာဖြစ်နေတဲ့အကျိုးစီးပွားကိုလိုလားတဲ့မေတ္တာစိတ်လေးဟာနန္တရားအဲ့ဒီမေတ္တာစိတ်လေးဟာနှလုံးသားထဲကဖြစ်တာဖြစ်သောကြောင့်နှလုံးသားကယုတ်တရားယုတ်နဲ့နံနှမျိုးသာလင်ဖြစ်နေတာဖြစ်တယ်ဒီထဲမှာငါဆိုတာမရှိဘူးငါဟာဆိုတာမရှိဘူးယုတ်နံတက်တက်မြတာဖြစ်တယ်လို့ဆိုတာကိုအကျဉ်းချင်းထပ်ထပ်ဆင်ញင်သုံးသပ်ကြည့်ရအဲ့ဒီလိုဒီမေတ္တာနှလုံးသားလေးနှလုံးသားထဲမှာမေတ္တာစိတ်ဓာတ်လေးဖြစ်ပေါ်လာခြင်းဟာတရဝါပညာပေါ်မှာအကျိုးစီးပွားကိုလိုလားတဲ့အတွေးကြောင့်ဖြစ်လာတာလို့ဆင်ញင်သုံးသပ်လိုက်လို့ရှိရင်အကြောင်းတရားကိုပါသိမြင်လာတယ်အဲ့ဒီဉာဏ်နှစ်ခုကိုစာပေကျမ်းဂန်လို့ပြောတော့နာမရူပပရိစ္ဆေဒဉာဏ်နာနဲ့ယုတ်ကိုသိတဲ့ဉာဏ်လို့ခေါ်တယ်ပစ္စယပရိက္ခဉာဏ်အကြောင်းတရားကိုပါပိုင်းခြားသိတဲ့ဉာဏ်လို့ဒီလိုခေါ်တယ်အဲ့ဒီဉာဏ်နှစ်ခုရရှိလာပြီဆိုလို့ရှိရင်မြတ်ဗုဒ္ဓရဲ့အဆုံးအမသာသနာမှာဒီပုဂ္ဂိုလ်တွေဟာယတ္တရားတစ်ခုရလာတယ်နောက်ဆုံးမှာဘယ်လောက်ထိအောင်ကျင့်တတ်เสียဖြစ်လာလို့ဆိုသောတာပန်အငယ်စားသောတာပန်နဲ့အလားတူတဲ့အနေအထားမျိုးရောက်လာတယ်လို့ဟောဝိပဿနာရှုလိုက်တာနဲ့တူရိုက်တယ်အဲ့ဒီဘက်ကိုရောက်ဒီတွေမဲ့လမ်းဆုံးလာဆိုမဆုံးသေးဘူးဆက်လက်စဉ်းစားရမှာတရဝါကိုအာယုံပြုပြီးတော့ဖြစ်ပေါ်လာတဲ့အာရောဓဆိုတဲ့မေတ္တာတရားလေးဟာအာယုံပြုလိုက်တဲ့အခိုက်ကလေးမှာပေါ်လာတယ်ပေါ်လာပြီးတဲ့နောက်ပျောက်သွားတယ်အာယုံမပြုခင်ကတဏှာမှာရှိနေတာမဟုတ်ဘူးအာယုံပြုလိုက်မှပေါ်လာတယ်ဆိုတာအကြောင်းကိုဆွဲပြီးတော့ပေါ်လာတာဖြစ်တယ်အဲ့တော့အာရောဓဆိုတဲ့ဒီမေတ္တာတရားလေးဟာဖြစ်လာပြီးပျက်စီးသွားတဲ့သဘောရှိလို့အနိစ္စပါလို့ဟောအဲ့ဒီလိုမြင်လာလို့ရှိရင်လက္ခဏာရင်တင်ပြီးတော့ဆင်ញင်သုံးသပ်လိုက်တယ်အနိစ္စဆိုတာဖြစ်လာပြီးတဲ့နောက်ပျောက်ကွယ်သွားခြင်းဟာအနိစ္စလို့ခေါ်ဘယ်ရာပဲဖြစ်လာပြီးရင်ပျောက်သွားတာနောက်ထပ်ဆက်ဖြစ်တာပဲရှိအဲ့ဒါလို့ဖြစ်လာပြီးတဲ့နောက်ပျောက်သွားတဲ့သဘောကိုဆင်ញင်နိုင်တာဟာအနိစ္စလက္ခဏာကိုသိမြင်ခြင်းပဲဖြစ်တယ်အနိစ္စမမြဲတဲ့သဘောကိုဆင်ញင်လိုက်တဲ့ပုဂ္ဂိုလ်တိုင်းဟာမမြဲတဲ့အရာကြီးဟာထာဝရကိုယ်ကိုနှိမ့်ဆက်နေတာဖြစ်သောကြောင့်ဒုက္ခဆိုတာကိုလည်းရှင်းသိလာတယ်ကိုယ်ဘာမှမတတ်နိုင်ဘူးဆိုတဲ့အနတ္တသဘောတရားကိုလည်းသိလာတယ်ဟောအနိစ္စမြင်လို့ရှင်ဒုက္ခလည်းမြင်လာတယ်အနတ္တလည်းမြင်လာတယ်ဆိုဟောဝိပဿနာဉာဏ်လမ်းကြောင်းပေါ်ရောက်လာအဲ့ဒီလိုရောက်လာပြီးဆက်လက်ပြီးတော့ဆင်ញင်တဲ့အခါမှာအခုဖြစ်အခုပြတ်သွားတဲ့သဘောတွေအဲ့ဒီသဘောတွေမြင်လာတဲ့အခါမှာဥရိယပယဉာဏ်လို့ဆိုတဲ့ဉာဏ်အသိဉာဏ်ဟာရင့်ကျက်ပြီးတော့ဖြစ်ပေါ်လာအခုဖြစ်အခုပြတ်ဆိုတဲ့ဥရိယပယဉာဏ်ရလာတဲ့အခါမှာ
နောက်ဆုံးမှာအပြစ်တွေကပိုများလာတာမြင်ရတော့ဘေငါညာလို့ဆိုရဲအသိဉာဏ်တစ်ခုရတယ်ပြက်နေတာတွေကြီးပဲမြင်လာလောကသားတွေမှာဒီတရားတွေပေါ်မှာအကျိုးလိုလားတဲ့စိတ်ကလေးဟာဒီဖြစ်လာလိုက်ပြက်သွားလိုက်ဖြစ်လာလိုက်ပြက်သွားလိုက်နဲ့နောက်ဆုံးမှာအပြစ်တွေကြီးပဲလို့မြင်လာတဲ့အခါမှာဘေငါညာဖြစ်လာပြီနောက်ဆုံးဒီလောက်ပြက်နေတဲ့အရာတစ်ခုဟာကြောက်เสียကြီးပဲလို့ဒီလိုမြင်လာလို့ရှိရင်ဘုရားညာလို့ခေါ်တယ်အဲ့ဒါလို့ဝိပဿနာညာအစစ်စစ်တက်သွားဝိပဿနာညာအစစ်စစ်တက်သွားပြီနောက်ဆုံးမှာအမြဲတမ်းပြက်နေတဲ့အရာကြီးဟာအန္တရာယ်များတဲ့အရာဖြစ်လို့အာရိနဝညာဒါလောက်အန္တရာယ်များတဲ့အရာကြီးကိုလွတ်ချင်လာဒီစိတ်တွေကိုယ်တဏ္ဍာမှာဖြစ်နေတာကလွတ်ချင်လာနန္တရားတွေအလုံးကလွတ်ချင်လာတယ်ယုတ်တရားတွေအလုံးကလွတ်ချင်မောစီတုကမြတ္တညာလို့ခေါ်အဲ့ဒီကနေပြန်ပြီးဆင်ញင်သုံးတတ်တာပဋိသင်္ခာညာပဋိသင်္ခာညာကနေဆင်ញင်သုံးတတ်လိုက်တဲ့အခါမှာသင်္ခါရသဘောတရားတွေထိုင်ပြီးတော့ရှုချစ်ချင်းမုံငြိမ်ကင်းပြီးတော့သင်္ခါရတရားတွေရဲ့သဘာဝတရားကိုဆင်ញင်သုံးတတ်နိုင်လာတဲ့သင်္ခါရုပ္ပခဉာဏ်လို့ဆိုရယ်ရင့်ကျက်တဲ့ဉာဏ်ရလာပြီဆိုဝိပဿနာဟာထွတ်ထိပ်ကိုရောက်လာအဲ့ဒီဉာဏ်ရင့်တန်လာပြီဆိုတော့မှနိဗ္ဗာန်ကိုအာရုံပြုနိုင်တဲ့မဲ့ဉာဏ်တို့ခိုဉာဏ်တို့ဆိုတာပေါ်လာအဲ့ဒီပေါ်လာတဲ့အခါမှာမဲ့ဉာဏ်ပေါ်လိုက်တဲ့အခါမှာကိလေသာတွေကိုဖယ်ရှားပြစ်နိုင်တယ်ဆိုတာဖြစ်တယ်အဲ့ဒီကိလေသာတွေကိုဖယ်ရှားပြစ်လိုက်နိုင်ပြီဆိုတဲ့အခါမှာခုနကကိလေသာအာသောတွေတဲမှာအမုန်းတရားလို့ဆိုတဲ့ဒေါသဟာလည်းပျောက်ကင်းသွားချစ်ခင်တွေ့တာမှုဆိုတဲ့လောဘလည်းပျောက်ကင်းသွားတန့်စင်တဲ့မေတ္တာတသက်မြတ်တာကြံပြီးတော့နောက်ဆုံးမှာအလွန်အေးချမ်းတဲ့နှလုံးသားပိုင်ရှင်ဖြစ်ပြီးတော့မေတ္တာသက်ဝင်ချစ်ခင်ခြင်းလို့ဆိုရင်ဘယ်တော့အခါမှအမုန်းတရားကိုယ်တဏ္ဍာမှာပြန်ရောက်မလာတော့ပဲဘယ်တော့အခါမှမေတ္တာကိုကြော်လွန်တဲ့တဏှာရာဂဆိုတာကိုယ်တဏ္ဍာမှာဘယ်တော့မှရောက်မလာပဲအစင်ထာဝရအေးချမ်းပြီးတော့အများပေါ်မှာအကျိုးစီးပွားကိုလိုလားတဲ့စိတ်တသမတ်ထဲရရှိပြီးတည်ငြိမ်အေးချမ်းစွာနေနိုင်ပြီးငြိမ်းချမ်းတဲ့ဘဝတစ်ခုဖြတ်သန်းနိုင်မှာဖြစ်တယ်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့မေတ္တာသက်ဝင်ချစ်ခင်ခြင်းလို့ဆိုတာဟာနောက်ဆုံးမှာကိလေသာကင်းစင်တဲ့မေတ္တာသက်ဝင်ချစ်ခင်ခြင်းကိုထာဝရပိုင်ဆိုင်သွားပြီဆိုရင်ထိုပုဂ္ဂိုလ်ဟာတည်ငြိမ်အေးချမ်းတဲ့ထာဝရငြိမ်းတဲ့နိဗ္ဗာန်ချမ်းသာကိုလည်းပဲမျက်မှောက်ပြုနိုင်မှာဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးမိမိတို့ရဲ့နှလုံးသားထဲမှာမေတ္တာသက်ဝင်ချစ်ခင်နိုင်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းသာဓုသာဓုသာမေတ္တာပို့ရအောင်တတ္တဝါများစွာဖေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဖေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းမာစိတ်ချမ်းသာလိုရာဆန္ဒပြည့်ပါစေသက်ရှိချမ်းမာစိတ်ချမ်းသာလိုရာဆန္ဒပြည့်ပါစေဘုံလန္တဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရာတိတဗ္ဗေတံဘဝယန္တုဒုက္ခနကမေတ္တာပုံနေတုသင်္ကမစုပေါင်းဖို့အမေတ္တာတဟုရောင်ပြူပဝင်းငွေလာမင်းနှင့်ရောင်ကြီးရှက်ယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေတံကျွမ်းမဲ့ဥသုံးလုံးစုံများစွာတတ္တဝါတို့၏မနောတရာတိမြင်မြဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည့်တင်းစိတ်နှလုံးဤဟုသောရေအိုက်ရေအတွင်း၌ဒုက္ခပင်အစာစင်ထာဝရအေးမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတိဟုသောကုဗုဒ္ဓရာကြာပန်တို့သည်ဘုံလန္တဝန္တာရွှေမြူဝမုံလူလျက်ကြည်နူးဝဲကြုံဖူးပွဲညကုန်သည်ဖြစ်၍
သူကဏကလေအောင်လေးတဲ့ရောရှက်သင်ပြန်ပီတိတိဟုသောယနံတို့သည်ဘဝယံတုကောင်းစွာမသွေကြိုင်လည်၍နေကြပါစေကုန်တည်း